လုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာလန်းလေးရတော့ကျွန်တော်ရဲ့သချင်းသေးလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာချင်းလေးရနဲနဲရှိုင်းလို့သီးခံတော်မူကြပါခင်ဗျာမာလကာဒီစားပါဦးခင်ဗျာဇာလန်းလေးရဲ့အစဆိုရင်ကြားမှမရှိဆောက်ရန်ချစ်တယ်လည်းမင်းကမသိအကုန်တက်တွေလည်းခုမှမရှိဘဝမှာရှိတဲ့ချင်းနဲ့လီချင်းနဲ့စက်တိုက်ထုံနေပြီစီဝါရဲ့ဆိုလည်းဘာမှမသိကြားရင်တွဲကမကြားရင်တော့ငါမှရှိတဲ့ချင်းနဲ့လီမထေတာကြားရင်တော့ရှုံချောကြားရင်တော့စစ်ပတ်ကြားရင်တော့စောက်ပေါ်ကြားရင်တော့မထေတာကိုကြားရင်တော့ရှုံချောကြားရင်တော့စစ်ပတ်ကြားရင်တော့စောက်ပေါ်ကြရင်စောက်ယူမရဲ့ခုမှလာပြီးစောက်ယူမထားနဲ့နောက်ကောင်တော့ Fortuna နဲ့ပိုက်ဆံရှိတာကိုလာရောမချနဲ့အေးဟုတ်တယ်ငါကောင်ကမွဲမင်းပေါင်းတဲ့ကောင်နေတာဘယ်သားမလဲအသက်ရှိတဲ့ကောင်မတင်ကြီးတဲ့ဆိုပါလို့ကမွဲကိုလာကြိုက်တယ်လေရှိကားနဲ့တူရသားတော့မောင်းကိုချေလို့ညင်းပါလေဆိုမင်းကိုချစ်တဲ့မင်းရဝဲတော့တဲ့တောင်ညင်းလို့ကြိုက်ပါလေဆိုခုတော့ဘယ်လိုလဲအပိုက်ဆံကိုမြင်တော့ဖင်ကိုဖြဲရာကြီးငုံတုတ်ကလေးပေတော့ပိုက်ဆံရှိရင်လူမျိုးတဲ့ပိုက်ဆံဆိုရင်ပြားမှမရှိဆောက်ရန်ချစ်တယ်လည်းမင်းကမသိအကုန်တက်တွေလည်းခုမှမရှိဘဝမှာရှိတဲ့ချင်းနဲ့လီချင်းနဲ့စက်တိုက်ထုံနေပြီစီဝါရဲ့ဆိုလည်းဘာမှမသိကြားရင်ပွဲကမကြားရင်တော့ငါမှရှိတဲ့ချင်းနဲ့လီမထေတာကြားရင်တော့ရှုံချောကြားရင်တော့စစ်ပတ်ကြားရင်တော့စောက်ပေါ်ကြားရင်တော့မထေတာကိုကြားရင်တော့ရှုံချောကြားရင်တော့စစ်ပတ်ကြားရင်တော့စောက်ပေါ်ကြားရင်တော့ကလမိန်မငွေကင်းဆိုတာချစ်ဖို့ကောင်းတဲ့မဲတော့မဟုတ်မင်းတို့ရှုံးတဲ့မိန်းမတွေကငွေကိုမြင်ရင်အမီးကိုလုံးအရာကြီးရှိလဲအမီးကိုလုံးတလေးပစ်ဆိုလဲအမီးကိုလုံးအဲလောက်တောင်းမှစောက်ရှမ်းရှိအမီးကိုမလုံးနဲ့ဒီကိုစောက်မောင်ရောက်သေးပဲချစ်ပါလေဆိုမောင်ကိုပဲမျက်နှောပါလေဆိုမောင်ပါပြစ်မောင်ရဲ့နာမမောင်နဲ့ကိုတွဲပါမယ်ဆိုခန်းနေပြီးငါမင်းစားချက်ပါသည်ဒီပဒါမျက်နှာကြည့်တဲ့ဒီစကားပြောလေပြီအပိုက်ဆန်ဆိုရင်ပြားမရှိစောက်ရန်ချစ်တယ်လည်းမင်းကမသိအကုန်တက်တွေလည်းတစ်ခုမှမရှိဘဝမှာရှိတဲ့ချင်းနဲ့လီချင်းနဲ့စက်တိုက်ထုံနေပြီစီဝါရဲ့ဆိုလည်းဘာမှမသိကြားရင်တွဲကိုမကြားရင်တော့ငါမှရှိတဲ့ချင်းနဲ့လီမထေတာကြားရင်တော့ရှုံချောကြားရင်တော့စစ်ပတ်ကြားရင်တော့စောက်ပေါ်ကြားရင်တော့တထေတာကိုကြားရင်တော့ရှုံချောကြားရင်တော့စစ်ပတ်ကြားရင်တော့စောက်ပေါ်ကြား